လူသက်သမားတယောက်ဟာခွဲစိတ်ခန်းထဲကိုဓားတလက်နဲ့အတင်းဝင်ရောက်လာပြီးဆရာဝန်မလေးတယောက်ကိုဓားစာခံအဖြစ်ဖမ်းဆီးလိုက်ပါတယ်။သူကခွဲစိတ်မှုကိုချက်ချင်းရပ်တန့်ဖို့အားလုံးကိုချိန်ချောက်နေပါတယ်။အဲ့ဒီအချိန်မှာတူနာပြုတ်တယောက်ကရဲကိုရှို့ဝှက်ဖုံးဆက်ဖို့စ조사ခဲ့ပေမဲ့အဖမ်းခံလိုက်ရပါတယ်။ဒါပေမဲ့သူမဟာဖုံးမချခင်ရဲစခန်းကိုအခြေအနေတွေအားလုံးကြားအောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။ရဲတွေလာနေပြီဖြစ်ပေမဲ့ခွဲစိတ်ခန်းထဲမှာတော့အခြေအနေကတင်းမာနေသေးပါလူသက်သမားကစက်ပစ္စည်းတွေအားလုံးပိတ်ခိုင်းပြီးလူနာကိုတေးခိုင်းဖို့ပြောနေပါတယ်ဒါပေမဲ့ဆရာကြီးကင်မင်ကတော့လုံးဝမတုံ့လုပ်ပါဘူးသူကခွဲစိတ်မှုကိုဆက်လုပ်ဖို့အမိန့်ပေးလိုက်ပါတယ်အားလုံးကအန်တသွားကြပေမဲ့ဆရာကြီးကင်ရဲ့ဆုံးဖြတ်ချက်ကိုယုံကြည်ကြပါတယ်လူသက်သမားကဒေါသတကြီးနဲ့ငါသူ့ကိုတက်လိုက်မှနော်လို့ချိန်ချောက်ပေမဲ့ဆရာကြီးကင်မင်ကတော့လူနာရဲ့အသက်ကိုပဲအဓိကထားပြီးခွဲစိတ်မှုကိုဆက်လုပ်နေပါတယ်အဲ့ဒီနောက်မှာတော့လူသက်သမားကသူဘာကြောင့်ဒီလိုလုပ်ရလဲဆိုတဲ့ဝမ်းနည်းစရာအကြောင်းရင်းကိုပြောပြလာပါတယ်ဒီခွဲစိတ်ကုသခံနေရတဲ့သူဟာသူ့ရဲ့ဇနီးနဲ့10နှစ်အရွယ်သမီးလေးကိုရရဆက်ဆက်စော်ကားခဲ့တဲ့တရားခံဖြစ်နေလို့ပါအဲ့ဒီဖြစ်ရကြောင်းသူ့ဇနီးဟာကိုဝန်ပြတ်ကျခဲ့ရပြီးသမီးလေးကလည်းတစ်သက်လုံးဒုက္ခရောက်နေရတာပါဒါပေမဲ့တရားဥပဒေကဒီလူရုံမာကိုထောင်ဒဏ်3နှစ်ပဲချမှတ်ခဲ့ပြီးအကျင့်စရိတ်တကောင်းလို့ဆိုကစောစောလွတ်ပေးခဲ့ပါတယ်ဒါကိုသူကမကျေနပ်လို့ကိုယ်တိုင်လက်စားချေဖို့လာခဲ့တာပါဆရာကြီးကင်ကသူ့ရဲ့ခံစားချက်ကိုနားလည်ပေးပေမဲ့အခုချိန်မှာသူကငါရဲ့လူနာပဲလို့ပြောပြီးခွဲစိတ်မှုကိုအဆုံးထိလှုပ်ဆောင်ခဲ့ပါတယ်လူသက်သမားကစိတ်တက်ကြပြီးငိုကြွေးနေချိန်မှာပဲသူ့ရဲ့သမီးလေးစီကဖုံးလာခဲ့ပါတယ်သမီးလေးရဲ့အတန်ကိုကြားလိုက်ရတဲ့အခါသူ့ရဲ့ဒေါသတွေဟာပျောက်ကွယ်သွားခဲ့ပါတယ်ခွဲစိတ်မှုပြီးဆုံးသွားတဲ့အခါဆရာကြီးကင်ကတရားခံဟာတစ်သက်လုံးလေဖြတ်သွားတော့မှာဖြစ်ကြောင်းနဲ့သမီးလေးအတွက်လူသက်သမားမဖြစ်စေချင်ကြောင်းပြောပြခဲ့ပါတယ်နောက်ဆုံးမှာတော့လူသက်သမားဟာလက်စားချေဖို့ထက်သူ့မိသားစုကိုရွေးချယ်ခဲ့ပါတယ်ဆရာကြီးကင်ကလည်းသမီးလေးကိုအကောင်းဆုံးကုသပေးမယ်လို့ကတိပေးခဲ့ပါတယ်ဒါဟာတရားမျှတမှုရဲ့အကောင်းဆုံးရလဒ်ပဲဖြစ်ပါတယ်မဲ